သမီးတို့သားမင်းတို့အကြောင်းဒီအချိန်ခါသမီးမင်္ဂလာပွဲကြီးကျင်းပတဲ့တို့သမီးတို့သားမင်းတို့အကြောင်းလူနဲ့မြမကောင်းကြီးဟောပါလန်တွေပြီးတယ်လေးပြီးတယ်လေးမင်းတို့အချစ်ဟာကဘာမြေတဝမ်းမှာပြိုင်ဆန်းရှာပြီကွယ်